Hello အားလုံးပဲမင်္ဂလာပါရှင် Nova Fortune Teller ကနေပြီးတော့မှကြိုဆိုပါတယ်တိတ်မကြခင်မှာတင်းစီကိုရောက်ရှိလာဖို့အတွက်ရှိတဲ့ကံကြမ္မာလေးတရားဘာတွေများဖြစ်မလဲဘယ်လိုမျိုးကံကြမ္မာအပြောင်းလဲတွေကိုတင်ပိုင်ဆိုင်ရမလဲဆိုတာလေးကို Nova ကအခုဒီထဲမှာ January တင်လေးဖတ်သွားပေးချင်ပါတယ်ဒီ January တင်လေးထဲမှာဆိုလို့ရှိရင်အခုဗီဒီယိုကြည့်ရတဲ့သူတွေအကောင်လုံးအတွက်ကိုယူဆောင်ပြီးတော့မှရောက်ရှိလာမယ့်ကံကြမ္မာကဘာဖြစ်မလဲထူးခြားတဲ့ပြောင်းလဲမှုတွေကဘာများဖြစ်မလဲဆိုတာကိုကတ်3မျိုးကိုအသုံးပြုပြီးတော့မှကြည့်သွားပေးချင်ပါတယ်ရှင်ဆိုတော့ပထမဆုံးကတ်ကကျတော့ Nova ရွေးထားတာကတော့ဒီသူ့ရဲ့ကတ်ကကျတော့ Tarot ကတ်ကလေးပေါ့နော်ဒုတိယမြောက်ကတ်ကလေးကကျတော့ Panda Oracle ကတ်ကလေးဖြစ်တယ်ဒီနောက်ဆုံးတက်ကတ်ကကျတော့သူကို Green Witch ကတ်လို့ခေါ်ပါတယ်ဆိုတော့တကယ်ချင်းစီမှာကတော့သူ့ရဲ့ဒီအထောက်ပံ့ပေးမဲ့ပုံစံချင်းကတော့မတူပါဘူး Tarot ကတ်ကကျတော့ရောက်ရှိလာမယ့်ကံကြမ္မာတွေကိုတိုက်ရိုက်ဖော်ပြပေးပါတယ်ဒီ Oracle ကတ်ကလေးကကျတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ဖြစ်နေမယ့်အနေအထားလေးကိုပြသပေးပါမယ်ပြီးတော့နောက်ဆုံးတက်ကတ်ဖြစ်တဲ့ Green Witch ကတ်လေးကကျတော့ကိုယ့်ရဲ့မကြခင်မှာရောက်ရှိလာမယ့်ကံကြမ္မာအပေါ်မှာကိုယ်အနေနဲ့ရှိနေမယ့်ဒီ energy ကဘယ်လို energy မျိုးကိုကပိုင်ဆိုင်သွားမလဲဆိုတာလေးကိုပြသမယ့်ကတ်ဖြစ်ပါတယ်ရှင်ဆိုတော့ Nova ကဒီ3ကတ်လုံးကိုအသုံးပြုပြီးတော့မှအခုဗီဒီယိုကြည့်ရတဲ့အတွက်ကိုရည်ရွယ်ပြီးတော့မှ reading လေးကိုဖတ်သားပေးပါမယ်ရှင်ဆိုတော့ Nova နဲ့ကန်ဆက်ပြီးတော့မှအခုဗီဒီယိုကိုလာကြည့်ရတဲ့သူတွေအကုန်လုံးအတွက်ကို Nova ကအခုစတင်ပြီးတော့မှကံကြမ္မာအလှည့်ပြောင်း reading လေးကိုဖတ်သားပေးချင်ပါတယ်ဆိုတော့ Nova က Tarot ကတ်ကို9ကတ်ဆွဲလိုက်ပါတယ်ပြီးတော့ဒီ Panda Oracle ကတ်ကလေးကို Nova က3ကတ်လောက်ဆွဲချင်တယ် have a first one okay ဆိုတော့ဒီကတ်ကိုဆွဲမယ်နောက်ပြီးလို့ရှိရင်ဒီနောက်ဆုံးတစ်ခုဖြစ်တဲ့ Green Witch ကတ်လေးပါเนาะဒီကတ်လေးကရော Nova 2ကတ်ဆွဲချင်ပါတယ်ဒီကတ်လေးကိုတော့ဆိုတော့ကတ်တွေအကုန်စုံလေးလေး Nova ဆွဲပြီးတော့ပါပြီဆိုတော့အခုကနေစပြီးတော့မှအခုဒီဗီဒီယိုကြည့်ရတဲ့လူတွေအတွက်ကံကြမ္မာလှည့်ပြောင်းနေရောက်ရှိလာဖို့အတွက်ရှိရကံကြမ္မာတရားဘာတွေဖြစ်မလဲဆိုတာကိုစတင်ပြီးတော့မှဖတ်ရှုပေးချင်ပါတယ်ရှင်ပထမဆုံးကကျတော့ high branch တိုက်ရပါတယ်ဒီကတ်လေးကလုံးဝကိုကြည့်တော့ပြီးတော့เนาะတော်တော်လေးကြည့်လို့ကောင်းတဲ့ကတ်ကလေးပါ Nova တဲ့ high branch ကို diversion မှာတော့ပထမဆုံးရရှိရဖြစ်ပါတယ်ဆိုတော့ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာတော်တော်လေးကိုအဟိတ်အဟန်နဲ့ရှိတဲ့ခိုင်ညာညာကြီးဖြစ်တယ်လို့လည်းခံစားရတယ်ဗီဒီယိုထဲမှာဘယ်လိုများနေမလဲတော့မသိဘူးเนาะဗီဒီယိုထဲမှာပေါ်တော့ပေါ်တယ်အရင်တော့မပေါ်ဘူးเนาะကက်တီတော့ကဒါကတော့ Nova နေအောင်ကြီးကနေ sunlight ကရရှိတဲ့ energy ကိုယူပြီးတော့မှမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့လုံးဝကိုရှင်းရှင်းလင်းလင်းကိုမြင်နေရတယ်ဒီ high pitch energy လေးပါသူကအခုဗီဒီယိုကြီးရဲ့တူတွေအတွက်ဖြစ်ပေါ်လာဖို့အတွက်ရှိရမကြခင်မှာဖြစ်ပေါ်လာဖို့အတွက်ရှိရကံကြမ္မာရဲ့အနေထားလေးရဆိုရင်လည်းကိုယ့်အတွက်ပေါ့နော်ပုံမပြီးတော့မှတိတ်ဆိတ်ပြီးတော့မှအာယုံစိုက်မှုရှိတော့အာယုံစိုက်မှုကောင်းတဲ့အနေထားလေးကိုပြသတယ်ဆိုတော့ hybrid set ဒီခမရခတ်တဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်ကိုမခမန်းထားမိလောက်တဲ့အနေထားမျိုးကိုကိုအနေနဲ့ပြောင်းလဲသွားဖို့အတွက်ရှိတယ်ဆိုတော့ကိုမထင်မှတ်ထားတဲ့ကိုမခမန်းထားမိတဲ့ကံကြမ္မာတွေကိုစီကိုရောက်ရှိလာဖို့အတွက်ရှိနေတယ်နောက်ပြီးတော့ကိုယ့်ရဲ့အနေထားလေးရလဲပဲပို့ပြီးတော့မှတိတ်ဆိတ်ပြီးတော့မှပို့ပြီးတော့မှအာယုံစိုက်လို့ကောင်းတဲ့အနေထားဘက်ကိုရောက်သွားလိမ့်မယ်ပေါ့နော်ကိုပို့ပြီးတော့မှအာယုံစိုက်နိုင်သွားတာမျိုးတွေသူများတွေရဲ့အကြောင်းတွေမတွေးတော့ဘဲနဲ့သူများတွေရဲ့ကိစ္စတွေကိုတိတ်ပြီးတော့အာယုံမစိုက်တော့ဘဲနဲ့ကိုယ့်အကြောင်းကိုယ့်ကိစ္စကိုပဲပို့ပြီးတော့မှအာယုံစိုက်လာတယ်ပို့ပြီးတော့လည်းတိတ်ဆိတ်လာမယ်ဆိုတဲ့အနေထားလေးကိုမြင်တွေ့ရပါတယ်ဒါ hybrid set ရဲ့ energy ပေါ့နော်နောက်တစ်ခုကကျတော့ခဏကပြောခဲ့တဲ့အတိုင်းပဲကိုမထင်မှတ်ထားတဲ့အရာလေးတွေကိုမခန့်မှန်းထားမိတဲ့ကံကြမ္မာမျိုးတွေကိုကိုရင်ဆိုင်ရဖို့အတွက်ရှိတယ်ကြုံတွေ့ရဖို့အတွက်ရှိတယ်နောက်တစ်ခုကကျတော့ tree of cup ပေါ့နော် tree of cup energy အရာဆိုလို့ရှိရင်အခုဗီဒီယိုကြည့်ရတူတွေဟာဒီပျော်ရွှင်မှုတွေကိုလည်းပဲခံစားရဖို့အတွက်မြင်ရအဓိကဖြစ်တော့ဒီ social life မှာအဝင်ကွင်းကြဖြစ်သွားတာမျိုးလေးတွေတွေ့ရတယ်ကိုနဲ့အဝင်ကွင်းကြမဖြစ်ဘူးမကိုက်ညီဘူးလို့ခံစားနေရတဲ့ဒီ social life မှာဖြည်းဖြည်းချင်းစီအဝင်ကွင်းကြဖြစ်လာတာမျိုးတွေကိုနီနာဘဝင်းကျင်ကကိုနဲ့အဆင်မပြေဘူးလို့ခံယူထားတဲ့သူတွေနဲ့ပြန်လည်ပြီးတော့မှတင့်မြတ်မှုတွေအဆင်ပြေမှုတွေကိုခံစားရတာမျိုးတွေဖြစ်လာပါလိမ့်မယ်ဆိုတော့ social life မှာအဆင်မပြေဘူးလို့ခံစားနေရတဲ့သူတွေရှိရဆိုလို့ရှိရင်ကိုရဲ့ social life ကပြန်လည်ပြီးတော့မှအဆင်ပြေလာမယ်ကောင်းမွန်လာမယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်တကယ်တော့များသားကိုမှဒီကာလအတိမကြခင်မှာပေါ့နော်အခုလောလောဆယ်မှာတော့ကိုကအခုလောလောဆယ်မှာတော့ကိုက
lonely ဖြစ်တာမျိုးလေးတွေဒုမဟုတ်လို့ရှိရင်ကိုနဲ့မတက်ဆိုင်ဘူးလို့ခံစားနေရတဲ့နေရာရောက်ရှိနေတယ်ဆိုလို့ရှိရင်လည်းပဲဒါကတော့အလောက်ကိုင်းလည်းဖြစ်နိုင်တယ်ပညာရေးလည်းဖြစ်နိုင်တယ်လူမှုရေးလည်းဖြစ်နိုင်တယ်အခြေရေးလည်းဖြစ်နိုင်တယ်အဲ့တော့ကိုရောက်ရှိနေတဲ့အလောက်ခွင်တို့ပညာရေးနယ်ပယ်တို့community တစ်ခုတို့အခြေရာတို့ပတ်မှာပေါ့နော်ကိုနဲ့မကိုက်ညီဘူးအဆင်ပြေဘူးလို့ခံစားနေရတဲ့အရာတွေကဖြည်းဖြည်းချင်းစီအဆင်ပြေနေရလို့ခံစားလာရလိမ့်မယ်အဝင်ကွင်းချက်ဖြည်းဖြည်းချင်းစီဖြစ်လာမယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ဆိုတော့ကိုဘေနာမှာရှိတဲ့အနေအထားတွေကိုဘေနာမှာရှိတဲ့အရာတွေနဲ့ဖြည်းဖြည်းချင်းစီကိုကနေပြန်တဘောကြတက်လာလိမ့်မယ်အဲ့တော့ထားပါကိုကဆီယာမတယောက်ဆိုလို့ရှိရင်လည်းကိုကတော့ဆီယာမမလုပ်ချင်ဘူးဒါပေမဲ့လုပ်နေရတယ်ဆိုလို့ရှိရင်တော့ဖြည်းဖြည်းချင်းစီကိုကအဲ့ဒီဆီယာမလောက်ရတဲ့ career ပေါ်မှာတဘောကျလာမယ်နှစ်သက်လာမယ်လှုပ်ချင်စိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်အဲ့လိုမျိုးကိုဥပမာပြောချင်တာပါနော်ဆိုတော့ကိုကတွဲလိုက်တယ်ဒါပေမဲ့ကိုတွဲနေရတဲ့သူကိုကတဘောမကျဘူးသူ့ရဲ့ပြုမှုတွေကိုကိုကတိတ်တဘောမကျဘူးဆိုပေမဲ့လည်းပဲသူ့ရဲ့အနေထားသူ့ရဲ့စိတ်နေစိတ်တဘောထားတွေနဲ့သူ့ရဲ့ဒီ nature တွေကိုကိုကနေပြီးတော့မှသူကတော့တကယ်ကောင်းပါလားသူကတော့ဒီလိုမျိုးလူပါလားဆိုတာတွေကိုနားလည်လာပြီးတော့ကိုမကိုက်ညီဘူးလို့ထင်တဲ့အခြေရာကချစ်သူကလည်းပဲကိုနဲ့ကိုက်ညီတယ်ဆိုတာကိုလက်ခံလာလိမ့်မယ်နားလည်လာလိမ့်မယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်ဆိုတော့ဒါအကုန်လုံးဖြစ်နိုင်တဲ့အလောက်ခွင်လားပညာရေးနယ်ပယ်လားဒါမှမဟုတ်လို့ရှိရင် community တစ်ခုမှလားဒါမှမဟုတ်လို့ရှိရင်လည်းပဲချစ်သူကြီးစာ connection တွေမှလားပေါ့နော်ကဲပြီးတော့ ASOS Software တွေပေါ့နော်ဒီအခုဗီဒီယိုကြည့်ရတဲ့သူတွေအတွက်မကြခင်ရောက်ရှိလာမယ့်ကံကြမ္မာဟာ ASOS Soft ဖြစ်တဲ့အတွက်ကြောင့်ခိုင်မာနဲ့တစ်ခုရောက်ရှိလာလိမ့်မယ်ခိုင်မာတစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော်ခိုင်မြဲတော့ခိုင်မာတော့အရာတစ်ခုလို့ခံစားရတယ်သူကလုံးဝဓာကြီးကိုအောက်ကိုစိုက်ထားတာဆိုတော့လေခိုင်မြဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖြစ်လိမ့်မယ်ချနိုင်သွားလိမ့်မယ်ဒီတော့ကကိုနဲ့အဲ့လိုလေကိုတကယ်တော့အဲ့ဆုံးဖြတ်ချက်ကိုချရမယ်ဆိုတာကိုသိခဲ့ပြီးသားဒါပေမဲ့မချနိုင်ခဲ့တဲ့မပြတ်သားနိုင်ခဲ့တဲ့အရာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ပြတ်သားသွားနိုင်လိမ့်မယ်ဒီဟာကိုလှုပ်တဲ့တယ်လို့ခံစားမိတဲ့အခါမှာတကယ်ကိုပဲလှုပ်ဖို့အတွက်ကိုဆုံးဖြတ်ချက်တွေချသွားနိုင်မယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ဒီ brain ကိုပြတာပေါ့နော်အုံနှောက်နဲ့အတွေးတို့ကို logic တို့ကိုပြတာဖြစ်တဲ့အတွက်ကြောင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို logical ကြနဲ့ပေါ့နော် logically ရပဲ logically ကြနဲ့ကိုစဉ်းစားဆုံးဖြတ်ပြီးတော့မှပြတ်သားနဲ့ခိုင်မာနဲ့ကိုလှုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာကိုမြင်တွေ့ရပါတယ်ဆိုတော့ကခိုင်မာသောဆုံးဖြတ်ချက်တစ်ခုကိုချနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ရှင်နောက်တစ်ခုက Kindle copy ရတယ်ဒါကြောင့်မလို့အခုဗီဒီယိုကြည့်ရတဲ့သူတွေဟာညတော့အပြည့်စိတ်တဘောထားတအားကောင်းတဲ့သူတွေပါနိုင်တယ်ပေါ့နော်စိတ်အရန်ကိုစိတ်ကောင်းတယ်စိတ်တဘောထားမြင့်မြတ်တဲ့သူတွေနှလုံးလှတဲ့သူလေးတွေပေါ့နော်နှလုံးလှကြတယ်ဒါကြောင့်မလို့လည်းပဲသူတစ်ပါးရဲ့ပေါ့နော်အဓိကပြလူမှုရေးတို့ community တို့ဘာလို့မှာပေါ့နော်ကိုတိုင်းရဲ့စိတ်ခံစားချက်ကိုလည်းပဲကိုနားလေတယ်သူများတွေရဲ့စိတ်ခံစားချက်ကိုလည်းပဲနားလည်မှုပေးနိုင်တယ်ဒါကြောင့်မလို့လည်းဒီ community ပေါ့နော်လူမှုရေးမှာအားကောင်းလာတယ်လို့ထင်တယ်လူမှုရေးမှာအားကောင်းလာတာမျိုးလေးတွေကိုရောက်ရှိနေတဲ့နေရာကအနေထားလေးပေါ်မှာမြင်စစနဲ့အဝင်ကွန်းချက်ဖြစ်နိုင်အောင်လို့လုပ်နိုင်တာမျိုးလေးတွေကိုတွေ့ရတယ်ဒါကြောင့်မလို့ Kindle Cup Energy ဒီအဲ့လိုမျိုးကိုတိုင်းရဲ့စိတ်နှလုံးသားကလည်းကောင်းတယ်ပြီးသူများတွေကိုလည်းနားလည်မှုပေးနိုင်တဲ့အတွက်ကြောင့်ကိုရောက်ရှိနေတဲ့နေရာကိုပေါင်းသိနေတဲ့သူတွေကြားတဲ့က connection ကိုခိုင်မြဲအောင်အဆင်ပြေအောင်လို့ဒီစောင့်နိုင်မယ့်နေထားလေးကိုလည်းပဲတွားပြီးတော့မှတွေ့ရပါတယ် Kindle Cup Energy ဒီအရန်ကိုမှဖြူစင်ပြီးတော့မှဖြူစင်တဲ့ဆိုတော့ချက်စိတ်တဘောထားမြင့်မြတ်ပြီးတော့မှကောင်းမွန်တဲ့သူတွေမှာရလျက်ထားရှိတဲ့ကလေးတစ်ခုပါဆိုတော့အခုဗီဒီယိုကြည့်ရတဲ့သူလေးတွေတော်တော်လေးကိုစိတ်တဘောထားကောင်းကြတယ်ဆိုတာကိုညဘာခံစားလိုက်ရပါတယ်အခုလိုမျိုးရရှိထားတဲ့စိတ်တဘောထားကောင်းမွန်မှုမြင့်မြတ်မှုတို့ကိုလည်းပဲဆက်လက်ပြီးတော့မှ keep going လုပ်သားဖို့အတွက်ကိုလည်းပဲအကြံပေးချင်ပါတယ်ဘာလို့ဆိုတော့စိတ်ကောင်းနှလုံးကောင်းတဲ့သူတွေဟာဆိုလို့ရှိရင်ကံလည်းကောင်းတတ်တယ်ပေါ့နော်အလုပ်ကောင်းလို့ရှိရင်ကံကောင်းတယ်ဆိုတဲ့အတိုင်းပဲအလုပ်ကောင်းဖို့အတွက်ဆိုအရင်ဆုံးစိတ်ကောင်းမှရမှာပေါ့နော်စိတ်ကောင်းစေတနာရှိမှပဲလုပ်တဲ့အလုပ်တွေကအလုပ်ကောင်းတဲ့အလုပ်တွေကိုလုပ်ဖြစ်လိုက်မယ်အလုပ်ကောင်းတဲ့အခါမှာလည်းကံကလည်းကောင်းမယ်ကံကောင်းတဲ့အတွက်ကြောင့်ဒီမှာကောင်းမွန်တဲ့ဒီအဆင်ပြေခြင်းတွေကကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရှင်ဒီ Empress ရတယ်ပေါ့နော် Empress energy ဒီအရန်ကိုချောမောလှပတော့ main ကလေးတယောက်ရဲ့ energy ကိုပေးစွမ်းပါတယ်ဒါကြောင့်မလို့အခုဗီဒီယိုကြည့်ရတဲ့သူတွေဟာစိတ်တစ်ခုတည်းလှအောင်တယ်မဟုတ်ဘဲနဲ့ရုပ်ကပါလှကြတယ်ပေါ့နော်အဲ့တော့စိတ်ရောလူရောလှကြတဲ့သူတွေပါလိမ့်မယ်ဒါကြောင့်မလို့အခုဗီဒီယိုကြည့်ရတဲ့သူတွေဟာစိတ်လှလို့ရှိရုပ်လည်းလှတယ်ပေါ့ရုပ်မလှလို့ဆိုရင်တော့မှအထီးတက်ကလေးဖြစ်နေတာပေါ့နော်အဲ့လိုမြင်လိုက်တာနဲ့စက်တီရသုံးသွားတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုမြင်လိုက်ပြီဆိုတာနဲ့ကိုဒီတယောက်ကတော့တော်တော်လေးကိုအဆင်ပြေပါလားကြည့်ရတာမငင်းငွေသွားတာမျိုးကြည့်ရတာလုံးဝကိုအဆင်ပြေနေတာမျိုးလေးတွေဖြစ်တတ်တယ်မျက်နှာကိုကြည့်လိုက်တာနဲ့တင်ကိုလုံးဝ clear ဖြစ်ပြီးတော့မှရှင်းလင်းနေဆိုတဲ့စိတ်ခံစားချက်မျိုးကိုပေးနိုင်တဲ့ aura တစ်ခုရှိနေတာကိုမြင်တွေ့ရပါတယ်ဆိုတော့ဒီ Empress energy ဒီစိတ်ထားနှလုံးသားကောင်းတဲ့အတွက်ကြောင့်အလုပ်တွေကလည်းကောင်းတယ်အလုပ်ကောင်းတဲ့အတွက်ကြောင့်လည်းပဲကံကကောင်းတယ်ကံကောင်းတဲ့အတွက်ကြောင့် Nova Sun တွေပါလေတက်တယ်ပေါ့နော် Sun တက်တဲ့အတွက်ကြောင့်
ဒီခနာကို physically ပါလိုက်ပြီးတော့မှလှပလာတတ်တယ်ခနာကိုပါလိုက်ပြီးတော့မှသူများရဲ့ကြားထဲမှာကွဲထွက်ပြီးတော့မှ aura တစ်ခုရှိပြီးတော့သူများရဲ့နဲ့မတူတဲ့ဒီ vibe တစ်ခုကိုကပေးနေတတ်ပါတယ်ဒါဆိုလို့ရှိရင်ဒီခနာကိုလှပမှု physically အရာလှပမှုတို့မဟုတ်လို့ရှိရင်လည်းဝိညာဉ်ကလှပတဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်ကိုမြင်နေရတဲ့လူတွေကလည်းပဲမတိလိုက်မတိပါတာနဲ့ဆက်ဆောင်ခဲ့ရတာမျိုးလေးတွေဖြစ်လာတတ်ပါတယ်ဆိုတော့ဒီbeauty energy ပါတာဖြစ်တဲ့အတွက်ကြောင့်တချို့ကြတော့လည်းပဲခန္ဓာကိုယ်ကတကယ်လှတာတချို့ကြလည်းမျက်နှာတကယ်လှတာတချို့ကြတော့လည်းပဲဒီ soul energy တကယ်လှတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့လှပမှုတွေကနေပြီးတော့သူများတွေကို attract လုပ်နိုင်တဲ့ energy မျိုးတွေကိုပေးစွမ်းပါတယ်နော်တော့အခုဒီဗီဒီယိုလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ညနေ6နာရီလောက်ဖြစ်နေပြီဆိုတော့ဒီကာလမှာဒီ sunlight ကတိတ်မရတော့ဘူးစီးစာချိန်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီ sunset ပေါ့နော်နေဝင်ချိန်ကာလလေးဖြစ်တဲ့အတွက်ကြောင့်ဒီ sun energy ကတိတ်မရတော့ဘူးမဲ့လည်းပဲ Nova ကမိတလောက်လေးထည့်ထားတယ်ပေါ့နော်ဒီမှာဒီဗီဒီယိုလေးကို Nova ကလုံးဝဒီမီးလုံးကိုမဖွင့်ဘဲနဲ့ sun energy only နဲ့ပဲ Nova ဟောပြတော့တာဖြစ်ပါတယ်ဆိုတော့ဒီ sun energy ကိုလည်းပဲယူဆောင်ထားလို့ရပါတယ် sun energy ကဘာလဲဆိုလို့ရှိရင်ဒီရှင်းလင်းပြတ်သားသောအရာတွေကိုမြင်တွေ့ရခြင်းနဲ့ဒီနှွေးထွေးမှုတွေကိုပြသတယ်ပေါ့နော်ဒါကြောင့်မလို့အခုဗီဒီယိုကြည့်ရတဲ့သူတွေဒီကိုယ်တိုင်မရှင်းမလင်းဖြစ်နေတဲ့စိတ်ကစားချက်တွေကနေပြီးတော့မှရှင်းလင်းမှုတွေကိုခံစားရပါစေပြီးတော့ဒီနှွေးထွေးမှုပေါ့နော်နှွေးထွေးတော့ဒီလူတွေရဲ့ဂျားထဲမှာလူတွေနဲ့ကိုယ်ရဲ့ဂျားထဲမှာနှွေးထွေးတဲ့ connection တွေကိုတိစောက်နိုင်ခြင်းတွေဖြစ်ပေါ်လာပါစေလို့ဒီ sun energy လေးမကုံသွားခင်လေးမှာ Nova ဆွဲဆောင်ပေးလိုက်ပါတယ်ရှင်ဆိုတော့ဒါကကျတော့ Oracle card လေး3ခုကို Nova နေပြီးတော့မှဆွဲထားတာဖြစ်ပါတယ်ဒီ Oracle card 3ခုကို Nova တိလိုက်တဲ့အခါမှာဆိုလို့ရှိရင်ရောဒီအခုဗီဒီယိုကြည့်ရတဲ့သူတွေအတွက်မကြိုက်ခင်မှာဖြစ်ပေါ်လာဖို့အတွက်ရှိတဲ့ကိုယ့်ရဲ့ပုံစံအနေထားလေးတွေကဘာတွေများဖြစ်မလဲဆိုတာလေးကိုဖွင့်ကြည့်ကြရအောင် stress ရတယ် headache တို့ pressure တို့ lack of sleep တို့เนาะအဲ့ဒါတွေကိုတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီမှာကဘာလို့လဲဆိုတော့ဒီမှာကအလုပ်တွေပါတယ်ဒီမှာတော့မပါသွားခဲ့ဘူးပေါ့เนาะဒီ stress လို့ energy မျိုးကတကယ်လို့များတာကိုကဒီလိုမျိုးခေါင်းသုံးပြီးလှုပ်လှုပ်ရတဲ့သူမျိုးပေါ့เนาะခေါင်းအရန်စားပြီးတော့မှလှုပ်လှုပ်ရတဲ့သူတွေဆိုလို့ရှိရင်တော့ကိုအရန်မခိုင်းပါနဲ့အဓိကတော့ခေါင်းကိုတိတ်မခိုင်းပါနဲ့အုံနောက်ကိုတိတ်မခိုင်းပါနဲ့เนาะကိုအနားကိုတင်းနေချင်းကြလို့ရှိရင်အနားယူပေးပါဘာလို့လဲဆိုလို့ရှိရင်ကိုအတွက်က stress တွေပြီးတော့ခေါင်းကိုက်တာမျိုးလေးတွေpressure တအားများတာမျိုးလေးတွေပြီးလို့ရှိရင်ဒီညဘက်မအိတ်နိုင်တာမျိုးလေးတွေဖြစ်လာတတ်တယ်အခုကတည်းကညဘက်ကိုအိတ်ဖို့အတွက်ခက်ခဲရှိနေတဲ့သူတွေဆိုတော့ရှိရင်တော့ပို့ဆိုတာပေါ့နော်ပုံမပြီးတော့မှညဘက်မှာအိတ်ဖို့အတွက်ခက်ခဲထားတာမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်အခုလည်းပဲအဲ့လိုမျိုးကြုံတွေ့နေရတဲ့သူတွေရှိရဆိုလို့ရှိရင်ညဘက်တွေကိုစောစောအိတ်ဖို့အတွက်ရယ်ပြီးလို့ရှိရင် stress တွေရအများကြီးမပြီးဖို့အတွက်ရယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ဒီအုံနောက်တော့ရတဲ့အပိုင်းလေးတွေမှာချော့ချပေးဖို့အတွက်ရကို Nova ကအကြံပေးချင်ပါတယ်မဟုတ်လို့ရှိရင်ဒီstress အားပြီးတော့ဒီစိတ်ပန်းဆိုင်ရာမှာအဲ့လို weak ဖြစ်သွားတာမျိုးတွေကြုံတွေ့ရနေတဲ့အတွက်ကြောင့်ပါ that analyze harm and eatable ဒီမှာကျတော့လေဒီ ace of soft နဲ့တော့ပြီးတော့မှ energy ကြိုက်တယ်လို့ခံစားရတယ်ပေါ့နော်ဒီsorry ace of soft နဲ့ရော the high princess နဲ့တော့ course လုံးနဲ့တော့ပြီးတော့မှကိုင်းနေတယ်လို့ထင်တယ်ဒါပေမဲ့ high princess မှာကပြောခဲ့တယ်ကိုမခံမှန်းမိတဲ့အရာတစ်ခုခုဖြစ်လာမယ်ကိုမမျှော်လင့်ထားတဲ့အရာတစ်ခုခုဖြစ်လာမယ်ဆိုတာကဒါလို့ပဲထင်ပါတယ်เนาะဒီတော့ကဒီမှာကိုမထင်မှတ်ထားတဲ့အရာတစ်ခုခုပျက်စီးသွားလိမ့်မယ်ကိုကတော့ဒီထားပါတော့เนาะကိုကနေပြီးတော့မှဒီဘယ်လိုခေါ်မလဲဒီဥပမာတစ်ခုစဉ်းစားတာတော်တော်ကြာတယ်ထားပါတော့ကိုဖုန်းတစ်လုံးကိုတုံးနေပါတယ်အဲ့တော့ဖုန်းတစ်လုံးကိုတုံးနေတဲ့ကာလမှာတော့ easy ပဲဒါပေမဲ့အဲ့ဒီဖုန်းကရုတ်တရက်ကြီးပြတ်သွားတာမျိုးလေးပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကဒီဖုန်းပြတ်မှလို့ကိုလုံးဝမမျှော်လင့်ထားဘူးဒါပေမဲ့ပြတ်သွားတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးဆုံးရှုံးစရာတစ်ခုခုအဆုံးသက်တစ်ခုခုတော့မြင်တွေ့ရတယ်အဲ့ဒါကကောင်းသောຢာလားဆိုတော့ຢာလားဆိုတာတော့နောက်မှပါမယ်ပေါ့နော်8ဆိုတာအကူညီရဖို့တက်ဆိုတော့ဒီလိုမျိုးတစ်ခုခုကပျက်စီးသွားရခြင်းပြီးဆုံးသွားရခြင်းဆိုတာကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်အကူညီရလာစေဖို့အတွက်ဖြစ်တယ်ဆိုတော့ကဒီ Nova ကဒီလိုကတ်တွေပါရပြီဆိုလို့နောက်တစ်ကတ်ကိုထည့်ကြည့်ရနောက်တစ်ကတ်ကတာလင်းအဖြေပေးမှာပေါ့နော်ဆိုတော့ဒီမှာတက်ကကြာထားတာဖြစ်တဲ့အတွက်ကြောင့်တခုခုတော့ကိုယ့်အတွက်ဆုံးရှုံးစရာတခုခုတော့မဟုတ်လို့ရှိပြီးဆုံးမှုတခုခုတော့ရှိမယ်။နောက်ကိုယ်နဲ့ကိုယ်တန်ငယ်ချင်းကြားတဲ့အခါ connection တွေဖြစ်စီသွားတာမျိုးလေးတွေကိုသုံးနေကြဖုန်းကပြတ်သွားတာမျိုးလေးတွေကိုစီးနေကြဆိုင်ကယ်ကပြတ်သွားတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကကိုလုံးနေကြအလောက်ကနေပြီးတော့မှကိုထွက်လိုက်တာမျိုးလေးတွေစတဲ့ဖြစ်အဲ့လိုမျိုးအဆုံးသက်တစ်ခုခုကို Nova တွေ့ရပါတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးဖြစ်လာရတယ်ဆိုတဲ့အကြောင်းရင်းကအကူအညီပေါ့နော်ပုံမကောင်းမွန်တဲ့အကူအညီတစ်ခုခုပုံမကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုခုကိုရဖို့အတွက်ကိုဖြစ်ပေါ်လာတာဖြစ်ပါတယ်ရှင်ဆိုတော့ဒီမှာ mercy တို့ clarity တို့ kindness တို့လို့ခေါ်တဲ့ဒီလိုမျိုးအရာတွေဟာကိုဘေးနာမှာပေါ်လာလိမ့်မယ်ဆိုတော့ကိုကဒီဖုန်းပြတ်သွားတဲ့အတွက်ကြောင့်ကိုကိုတနာတဲ့မိသားစုဝင်တွေကကိုပိုကောင်းတဲ့ဖုန်း brand တစ်ခုကိုလာပြီးတော့မှဝယ်ပေးကြတာမျိုးလေးတွေကိုကဒီ site ပြတ်သွားတဲ့အတွက်ကြောင့်
ဆိုင်ကခိုးခံလိုက်ရတဲ့တော့ခိုးခံရတယ်လို့မထင်ပါဘူးเนาะပြတ်သွားတယ်လို့ပဲထင်ဒါပြီးဆုံးချင်းဆိုတော့လေသူများရဲ့ပယောဂမှာပါတော့သူ့ဘာသူပြတ်တာဆိုတော့လေเนาะအဲ့တော့ဆိုင်ကပြတ်သွားခဲ့တယ်ဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့မှကောင်းတဲ့ brand new တစ်ခုကိုအိမ်ကလူတွေကဝယ်ပေးကြတာမျိုးလေးတွေကိုယ့်ရဲ့ဒီချစ်သူကဝယ်ပေးတာမျိုးကိုယ့်ရဲ့ခင်ပွန်းကဝယ်ပေးတာမျိုးလေးတွေဖြစ်လာတတ်ပါတယ်ဆိုတော့ပိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုအကူအညီတွေကိုရဖို့အတွက်ပြီးဆုံးသွားရတယ်လို့ပဲနှုတ်ပါမြင်ပါတယ်ရှင်ဆိုတော့ကောင်းတယ်ပေါ့နော်ကောင်းတဲ့ဘက်ကနေပြီးတော့မှပြန်ပြီးတော့မှကြည့်လို့ရတယ်ကယ်လို့ရတဲ့အနေအထားလေးကိုတွေ့ရပါတယ်ဆိုတော့ဒီလာမယ့်မကြိုက်ခင်ကာလလေးအတော်တွင်းမှာဘယ်လိုမျိုးကံကြမ္မာတွေနဲ့ဘယ်လိုမျိုး energy တွေကိုအခုဗီဒီယိုကြည့်ရတဲ့သူတွေဟာရရှိနေမှာလဲပိုင်ဆိုင်ထားမှာလဲဆိုတာလေးကိုကြည့်ကြည့်ရအောင်club room လို့ပြရတယ်ပေါ့နော်ဒီမှာ creation တွေ opportunity တွေ caring တွေပါတယ်အဲ့တော့ creation ကကြတော့ creation တော့ဒီမှာမပါခဲ့ပေမဲ့ဒီမှာ opportunity နဲ့ caring ကကြတော့8ကိုပြနေတာပေါ့နော်8ကဒီလိုမျိုးပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့တီရှူဆော့ဆော့ခြင်းတွေပါတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဘာတွေခံစားနေရမလဲဆိုလို့ရှိရင်တိတ်မကြိုက်ခင်ကာလလေးမှာကိုကအရန်ကယူဆိုင်ခံရတယ်လို့ခံစားနေရမယ်ပို့ပြီးတော့လည်းကောင်းမွန်တဲ့အခွင့်အလမ်းတွေကကိုယ့်စီကိုရောက်ရှိလာနေတယ်လို့လည်းပဲခံစားရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီလှုပ်ဆောင်နိုင်စွမ်းတွေကလည်းညှင့်တက်နေတယ်လို့ခံစားရလိမ့်မယ်အဲ့လိုမျိုးနေထားလေးနဲ့ကိုယ့်ရဲ့ energy ကကောင်းနေတဲ့အတွက်ကြောင့်ကိုဘာပဲလှုပ်လို့တကယ်ကိုအောင်မြင်မယ်အလုပ်ဖြစ်မယ်ပြီးလို့ရှိရင်ပိုကောင်းတဲ့ခွင့်လန်းတွေကလည်းပဲကိုကတော်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်ကိုမှဒီ creation ဘိုင်းနဲ့အားသာနေတာဖြစ်တဲ့အတွက်ကြောင့်ပုံမကောင်းမွန်တဲ့ခွင့်လန်းတွေကလည်းကိုယ့်စီကိုရောက်ရှိလာပါလိမ့်မယ်သူ့လိုရောက်ရှိလာပါလိမ့်မယ်ပို့ပြီးလို့ရှိရင်ဒီ caring ကကြတော့ဒီပေါ့နော် society လို့ထင်ပါတယ်ကိုယ့်ရဲ့ဒီဘေးပတ်ဝန်းကျင်ကသူတွေအကူအညီပေးမဲ့သူတွေကကိုနာကိုရောက်ရှိလာမယ်ကိုပို့ပြီးတော့မှ view ဆိုင်လာကြမယ်ပုံပြီးတော့မှလည်း Twitter လာလိုက်မပေါ့လဲဆိုတော့ Queen of Cup energy တွေအရင်ကိုစိတ်ကောင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်စိတ်နှလုံးသားကောင်းတဲ့သူပေးနာမှာလူတွေအများကြီးကဝန်းရံကြတယ်ဆိုတာကပုံမှန်ပဲဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ energy ကအရင်ကောင်းတယ်စိတ်နှလုံးသားကောင်းတယ်ပြီးလို့ရှိရင်ဒီလူတွေကလည်းပဲပြောလို့ရှိရင်အဝင်ငွေကြဖြစ်တဲ့လူတွေနဲ့အဲ့လိုမျိုးပေါင်းသစ်စင်ရတဲ့အခါမှာကိုယ့်ရဲ့ဒီအဝင်ငွေကြဖြစ်မှုကလည်းတို့တဘောကြစင်စရာကောင်းပါတယ်ဒါကြောင့်မို့တို့တွေကကိုယ့်ကိုအကူအညီလာပြီးတော့မှပေးကြတာဖြစ်တာပေါ့နော်ဆိုတော့ caring ကလည်းပဲအဲ့လိုမျိုး view ဆိုင်မှုတစ်ခုခုကိုဝမ်းနေတယ်ဆိုလို့ရှိရင်လည်းပဲကိုအောင်ပျော်အောင်ထားမယ်ကိုတစ်ခုခုဆုံးရှုံးသွားခဲ့တယ်ဆိုလို့ရှိရင်လည်းတို့ကနေပြီးမှအကူအညီပေးကြမယ်ဆိုတော့ဒီလိုမျိုးကြည့်ရှုရင်ဆောက်ရှောက်ရင်ဆိုတဲ့ energy ကိုလည်းပဲတစ်ခါတည်းပေးနေပါတယ်နော်so soul energy soul ကကြတော့ဒီမျိုးစေ့ energy ပေါ့နော် soul energy မှာသူက planning တွေပါတယ် setting attention တွေပါတယ် setting intention တွေပါမယ် optimism တွေပါတယ်အဲ့ဒါက ace of soft နဲ့တော့ပြီး energy ကြိုက်တယ်ပေါ့နော်ဘယ်လိုမျိုးကြိုက်လဲဆိုလို့ရှိရင် ace of soft ကတခုခုကိုပြက်သားဆုံးဖြတ်ချက်ချလိုက်ပြီးအဲ့အတိုင်းပဲဆက်လုပ်တော့မယ်ဆိုပြီးတော့မှခိုင်မာတဲ့တခုခုကိုခိုင်မာရဲ့တစ်ခုခုကိုအုံမြင့်ချပြီးတော့မှဆုံးဖြတ်လိုက်ပြီဆိုတဲ့အနေအထားလေးပေါ့အဲ့ဒါကြောင့်မို့သူ planning ပြောတာပေါ့ဘာမှကိုမဆုံးဖြတ်ရသေးတဲ့အနေအထားမှာဘာမှ plan လို့မရဘူးထားပါတော့ကိုက engineer လုပ်မှလားဆရာဝန်လုပ်မှလားကိုတော့မသိသေးတဲ့အချိန်မှာ engineer တယောက်လုပ်ဖို့အတွက်ဘာမှ plan လို့မရဘူးအဲ့အတိုင်းပဲဆရာဝန်တယောက်လုပ်ဖို့အတွက်လည်းဘာမှ plan လို့မရဘူးအဲ့တော့ကိုကနေပြီးတော့မှဆရာဝန်လုပ်မယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချလိုက်ပြီးဆိုတဲ့အခါမှသာလေဆရာဝန်ဖြစ်ဖို့အတွက်ကိုအနေနဲ့စတင် plan ရတော့မယ်ဘယ်အကြောင်းတွေတက်ရမလဲပြီးလို့ရှိရင်ဘယ်ဘယ်လိုမျိုးတင်တန်းတွေကိုတက်ရမလဲဘာတွေကိုလုပ်ရမလဲဆိုတဲ့ plan ကိုစတင်ပြီးတော့မှလုပ်လို့ရမှာပေါ့နော်အဲ့တော့က plan လုပ်ဖို့အတွက်အဓိက step 1ကဘာလဲဆိုလို့ရှိရင် decision ချရမှာပေါ့ဆိုတော့ decision ချတဲ့အပိုင်းကပြီးသွားခဲ့ပြီ is of stock ကမကြိုင်ခင်ကာလမှာအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်သွားမယ်ချနိုင်သွားတဲ့အတွက်ကြောင့်လည်းပဲဒီမှာ plan တစ်ခုကစတင်ပြီးတော့မှဖြစ်ပေါ်လာပါပြီsetting intention တွေစတင်ပြီးတော့မှ intention တွေကိုချပြီး intention တွေရည်ရွယ်ချက်တွေကိုစတင်ပြီးတော့မှအစီအစဉ်ချလိုက်မယ်အစီအစဉ်ချနိုင်လာမယ်ဆိုတော့လည်းပဲတွေ့ရတယ် optimism ဆိုတဲ့ကောင်းမွန်တဲ့စိတ်နှလုံးသားပေါ့နော်အကောင်းမြင်တဲ့စိတ်တွေလည်းပဲရှိလာနိုင်မယ်ဒါကြောင့်မလို့ငကိုကလေးကအခုဗီဒီယိုကြည့်ရတဲ့သူတွေကစိတ်နှလုံးသားကောင်းမိတဲ့သူတွေဖြစ်နိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကောင်းမွန်တဲ့စိတ်နှလုံးသားဟာဆိုလို့ရှိရင်လွယ်ကူမရတတ်ဘူးမွေးရပါဒီကပုံများတယ်ပေါ့နော်အဲ့လိုပြောင်းလဲသွားရဲဆိုတာကရှားတယ်မွေးကလေးကအဲ့လိုစိတ်ပုတ်ပြုတ်ရှိရတဲ့သူတွေကဘာတော့မှစိတ်ကောင်းစေတနာရှိရတဲ့သူဖြစ်လာဖို့တက်ဆိုတာနည်းနည်းရှားရလို့နှုတ်ပါခံစားရတယ်ပေါ့နော်အဲ့တော့မွေးကလေးကစိတ်နှလုံးသားကောင်းတဲ့သူတွေက naturally born လို့ပဲနှုတ်ပါခံယူပါတယ်ဆိုတော့ naturally born ဖြစ်တဲ့အတွက်ကြောင့် naturally မွေးကလေးကထားပါတော့ငယ်စဉ်ကာလကိုဖြတ်ကျော်ပြီးသွားတဲ့ဒီစကြောတက်ကနေစပြီးတော့ဒီသူကစိတ်ကောင်းလားစိတ်ယုတ်လားဆိုတာကအဲ့ဒီတည်းပေါ်ပြီပေါ့နော်လူမန်းတိတက်စားအရွယ်ကနေစပြီးတော့ဘယ်လောက်ဖြစ်မလဲเนาะအသက်15 16လောက်ကနေစပြီးတော့မှဒီလူကစိတ်ကောင်းတဲ့သူလားစိတ်ပုတ်တဲ့သူလားဆိုတာကိုနည်းနည်းလေးခံမှန်းလို့ရလာပြီလို့မျိုးပါထင်ပါတယ်ဆိုတော့ငယ်စဉ်ကာလမှာကကျတော့အကောင်အစိုးအမှားမှန်ကိုမခွဲခြားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေကိုတော့ကြည့်ပြီးတော့လူကောင်းလူဆိုပြီးတော့မှခွဲခြားလို့မရပါပဲလေဒီလိုမျိုး15 16 17 18လောက်ကိုကြည့်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီအရွယ်ရောက်ပြီဆိုလို့ရှိရင်ဒီလူကကောင်းလားမကောင်းလားဆိုတာကိုတော့စဉ်းစားလို့ရနေပြီခွဲခြားလို့ရနေပြီပေါ့နော်ဒီတော့ကဒီဗီဒီယိုကြည့်ရသူတော်တော်များဟာအသက်အရွယ်ဘယ်လောက်မှပဲဖြစ်ပါပေါ့နော်အဓိကအဖြစ်တော့အသက်15နှစ်အထက်ဆိုလို့ရှိရင်တော့ဘာကခံစားတာကမွေးကလေးကထားပါတော့မွေးကလေးတော့ပြောလို့မရဘူး
မွေးကလေးကတော့စိတ်ကောင်းနှလုံးသားပါလာပြီးဒါပေမဲ့လည်းပဲ16စက္ကွန်18တွေမှာဆိုလို့ရှိရင်အဲ့ကလေးကနေစပြီးတော့မှကောင်းမွန်တဲ့ဒီ attitude တွေကောင်းမွန်တဲ့အကောင်းမြင်စိတ်တွေနဲ့ကောင်းမွန်တဲ့ဒီနှလုံးသားရှိရတဲ့သူတွေဖြစ်နေရှင်းတန်လာခဲ့တဲ့သူတွေဖြစ်လိမ့်မယ်ဒါကြောင့်မလို့အခုဗီဒီယိုကြည့်လိုက်တဲ့အခါမှာ Nova လုံးဝခံစားမိတာက King of Cup energy ကိုခံစားရတယ်ပြီးလို့ရှိရင် Source energy ကိုခံစားရတယ်ပြီးလို့ရှိရင်ဒီမှာဘာတွေတွေ့မလဲဆိုလို့ရှိရင်ဒီ High Priestess ဆို energy မျိုးတွေကိုခံစားရတယ်ပြီးလို့ရှိရင် Three of Cups လို့ energy မျိုးတွေကိုခံစားရတယ်အဲ့ဒီအရာတွေကဘာကိုပြလဲဆိုလို့ရှိရင်လူတွေတကောကောင်းဆန်တဲ့သူတွေထက်စားလို့ရှိရင်လူတွေကိုအကျိုးပြုခြင်းနဲ့စိတ်ညားတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့လည်းပဲကိုတိုင်းကအယူကြီးပဲလိုချင်တဲ့သူမျိုးမဟုတ်ဘဲနဲ့သူများကိုလည်းပဲပေးခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်လူမှုရေးတွေမှာအဆင်ပြေလာမယ်ပြီးလို့ရှိရင်ဒီလူမှုရေးအဆင်ပြေတဲ့အတွက်ကြောင့် connection တွေအဆင်ပြေလာမယ် connection ရတဲ့အတွက်ကြောင့်လည်းပဲအလောက်ကိုင်းစီးပွားရေးငွေရေးရှိရေးအခြားသောပညာရေးတွေနဲ့နိုင်ငံခြားကန်တွေစသဖြင့်အဖေရမှာမဆိုအကုန်လုံးလိုက်ပြီးတော့မှအဆင်ပြေလာမယ်ဆိုတာကိုတို့ပါခံစားသိရှိရပါတယ်ဆိုတော့အခုလက်ရှိကိုပိုင်ဆိုင်ထားတဲ့ကောင်းမွန်တဲ့စိတ်နှလုံးသားလေးကိုမပြည့်စည်သွားအောင်လို့ဆက်ပြီးတော့မှထိန်းသိမ်းသွားပါ Nova လည်းပဲအရင်ကို appreciate ဖြစ်ပါတယ်အခုဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာ Nova ရဲ့အခုတင်မဲ့ဗီဒီယိုလေးကိုလာကြည့်ရတဲ့သူတွေအကုန်လုံးဒီသားဟာတကယ်ကိုစိတ်ကောင်းကြတယ်နှလုံးသားလည်းပဲလှကြတဲ့အတွက်ကြောင့် Nova လည်းပဲဝမ်းသာမိတယ်ဒီလိုလူတွေကလာကြည့်တဲ့အတွက်ကြောင့်တကယ်လည်းပဲခုံယူမိပါတယ်ရှင်ဒီတော့က Nova ဒီမှာဒီအခုဗီဒီယိုကိုဖတ်နေတဲ့အချိန်လေးမှာပြီးဆုံးခန်းလေးလေးမှာဆိုလို့ရှိရင်နေအောင်ကြီးလေးကလည်းပဲမရှိတော့ဘူးပေါ့နော်နည်းနည်းလေးကွယ်သွားပြီဆိုတော့ Nova sense energy ကိုပဲsense energy လို့ယူလို့မရတော့ဘူးဆိုတော့ Nova အခုချိန်မှာwind energy လေးပေါ့နော်ဒီလေလေးပေါ့နော်လေတိုက်နေတာဆိုတော့ wind energy လေးကိုယူပြီးတော့မှဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်အခုဗီဒီယိုကိုလာကြည့်ရတဲ့သူတွေဒီ wind energy လိုမျိုးပဲအဲ့လိုမျိုးလမ်းဆက်မှုတွေနဲ့ပေါက်ပါမှုတွေကိုခံစားရပါစေပြီးလို့ရှိရင်အေးညမှုတွေကိုလည်းပဲခံစားရပါစေပြီးလို့ရှိရင်ဒီကိုလိုရာနေရာလေးကိုလည်းပဲရောက်ရှိသွားအောင်လို့ရောက်နိုင်အောင်လို့တောင်းနိုင်ကြပါစေကိုလိုချင်တဲ့ပန်းတိုင်ကိုလည်းပဲတကယ်ကိုရောက်ရှိသွားအောင်လို့တွားနိုင်ကြပါစေလို့ Nova ကနေပြီးဆုတောင်းပေးလိုက်ပါတယ်ဆိုတော့အခုဗီဒီယိုလာကြည့်ပေးကြတဲ့သူတွေအကုန်လုံးလေးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုရက်လို့ရှိရင် Nova ဒီထက်ပိုကောင်းတဲ့ဒီလိုမျိုး reading လေးတွေကိုဖတ်ပေးသွားအောင်ဖြစ်တဲ့အတွက်ကြောင့် Nova ရဲ့ reading လေးတွေကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ဒီ Telegram channel YouTube channel လေးမှာလာပြီးတော့မိကုန်းလေးတွေYouTube channel လေးမှာလာပြီးတော့မှဒီဗီဒီယိုလေးတွေကိုလာပြီးတော့မှကြည့်လို့ရပါတယ်တကယ်လို့ personal မိကုန်းတွေမေးချင်တယ်ဆိုလို့ရှိရင်လည်း Telegram channel Facebook page နဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့မှဆက်သွယ်မြင်ပြီးတော့မှမိကုန်းလေးတွေမေးလို့ရပါတယ်ရှင်။ကဲဒီတော့က Nova ရဲ့ဒီ reading လေးကိုဖတ်ပေးခဲ့ကြတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရှင်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပတ်သက်ကြပါစေရှင်။